Okay channel မှာရှင်းတဲ့ကိန်းနဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Brado ကိုပတ်စံအမှန်ကန်တရားခိုင်လုံးပြီးနဲ့အဲ့လေးတစ်ခုနဲ့လာမိတ်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီ software လေးကို download လုပ်တယ်ပေါ့နော်ကျွန်တော်ဒီ software လေးကိုကျွန်တော် channel မှာ link ချထားပေးမယ်ပေါ့နော်အဲ့ဒါနေဝင်ထောင်းပေါ့နော်ပို့ရအဆင်ပြေတယ်ဒီ software လေး download ဆိုတော့ကျွန်တော် VPN လေးဖွင့်ထားဖို့လိုတယ်ပေါ့နော် region တစ်ခုခုထားတာပေါ့နော်ကိုက US ထားမယ်ဆိုရင် US မှာထားလိုက်ပေါ့နော် region ဒီမှာထားပြီးတော့ဝင်ထောင်းလိုက်ပေါ့နော်သူ down တဲ့အပေါ်မှာမူတည်ပြီးတော့နော်ပေးပယ်ပွင့်မှာပေါ့နော်ပေးပယ်နဲ့ပဲထုတ်လို့ရတာပါပေးပယ်ပွင့်မှာကိုက region ထားတာမြန်မာ region ပဲဒီတိုင်းဝင်တိုင်းဝင်ဆိုတော့ပေးပယ်ကပွင့်မှာမဟုတ်ဘူးเนาะဒီ software လေးကိုက Play Store မှာသွား down ချင်လဲဆိုရင်လည်းရတယ်ပေါ့နော်ဒီမှာကျွန်တော်ပြမယ်ဒီမှာပေါ့နော် Play Store မှာဒီမှာဒီကောင်လေးကထွက်တာမကြသေးဘူးပေါ့နော်ဒီမှာ2025 new game ပေါ့နော် web new game ဒီကောင်လေးစောတင်နေပေါ့နော်ဒီမှာသူများတွေပေါ့နော်ဒီမှာပြတာစတားတွေကြီးပေါ့နော်မန်ကန်ပေးတဲ့ game လေးဆိုရင်ဒီမှာစတား5လုံးပေါ့နော်စတားအပြည့်ရတယ်ပေါ့နော်ဒီ game လေးကိုတော့စောတင်ပါတယ်ပေါ့နော်အဲဆိုကျွန်တော်တို့ software လေးတွေဝင်လိုက်မယ်ပေါ့နော် game လေးတွေဝင်လိုက်မယ် game လေးကိုစဝင်မယ်ဆိုရင်ကျွန်တော်တို့ဒီမျက်နှာပြင်ကိုရောက်မယ်ပေါ့နော်ကျွန်တော်ချက်တော့ပြမယ်ဒီမျက်နှာပြင်ကိုရောက်မယ်ကိုက game လေးကစားမှာပေါ့နော်ကျွန်တော်ကစားပြပါမယ် game လေးကစားမှာကိုကအစိမ်းဆိုအစိမ်းပေါ့နော်ကိုကအနီးဆိုအနီးအစိမ်းဆိုအစိမ်းတွေ့ပါတယ်ပေါ့နော် game ကစားတယ်အဝါဆိုအဝါလေးမဟုတ်နော်ဒီကောင်နဲ့ဖိုက်ရမှာပေါ့နော်အခုဆိုဒီအောက်မှာနေပေါ့နော်ဒီကျွန်တော်ဗီဒီယိုလေးကြည့်ရမှာပေါ့နော်ဒီကောင် RN1 100ပြည့်မှာကျွန်တော်တို့ကဒီ RN1 ကိုရမှာပေါ့နော်ပြီးရင်ကျွန်တော်တစ်ချက်ပြမယ်ဒီမှာငွေထုတ်တဲ့နေရာကိုကျွန်တော်တစ်ချက်သွားပြမယ်ဒီ R1 40ဆိုရင်ကျွန်တော်တို့ PayPal နဲ့ထုတ်လို့ရပြီပေါ့နော်ကိုထုတ်ခြင်းနဲ့ PayPal ကိုဒီမှာနှိပ်ပြီးတော့ connect တွေကိုနှိပ်လိုက်ပေါ့နော်ဒီမှာ R1 40ကိုကျွန်တော်9ဒေါ်လာပေါ့နော်မြန်မာငွေ1000ကျော်ရတယ်ဂိမ်းလေးစော့ုံနဲ့ပေါ့နော်ကိုစော့ရင်စော့နိုင်တော့ရတယ်ပေါ့နော်40ဆိုရင်လည်းမနေဘူးပေါ့နော်ကိုစော့နိုင်ဖို့ပဲပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာသူကငွေထုတ်ဖို့3နေရာတော့ပါတယ်ပေါ့နော်တငယ်ချင်းခေါ်ရင်ဒီမှာငွေထုတ်လို့ရအောင်ပဲပေါ့နော်ဟို RN1 100k ကို RN10 ပေါ့နော်ဒီမှာလည်းထုတ်လို့ရမယ်ပြီးကျွန်တော်ပြမယ်ဒီမှာပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကောင်မှာလည်းငွေထုတ်လို့ရမယ်ပေါ့နော်ဒီမှာလည်း level လေးတွေအလိုက်သူကဟိုဟာတွေရမှာပေါ့နော်ဒီ diamond လုံးလေးလို့ပါလို့အဲ့ဒါလေးရမှာအဲ့မှာလည်းထုတ်လို့ရမယ်ပြီးရင်ကျွန်တော်တို့တငယ်ချင်းခေါ်ပေါ့နော်တငယ်ချင်းခေါ်ခြင်းနဲ့ဆိုရင်ဒီမှာပေါ့နော် invite ဆို now ဆိုပြီးအဲ့ဒါလေးကိုနှိပ်လိုက်ပေါ့နော်ကိုခေါ်ခြင်းနဲ့တငယ်ချင်းခေါ်လို့ရတယ်ဒီမှာပေါ့နော်စစားဝင်ရင်းလူလေးဆိုဒီမှာကုတ်ထဲမယ်ဆိုရင် RN4 ရမယ်ကျွန်တော်ရဲ့ကုတ်ကိုကျွန်တော် channel link မှာချထားပေးမယ်ပေါ့နော် channel link မှာ comment မှာချထားပေးပါမယ်ပြီးရင်ဒီမှာပေါ့နော်ဒီမှာတက်လေးလောက်ရမယ်ပေါ့နော်ဒီမှာတက်လေးတွေဒီမှာပေါ့နော်တက်လေးလောက်ရမှာဒီတက်လေးတွေပြည့်ရင်လည်းဒီမှာရမယ်ပေါ့နော်ဒီမှာရအောင်မယ် RN 2200ပေါ့နော်ဒီတက်လေးလောက်ရမှာပေါ့နော်ဗီဒီယိုလေးတွေကြည့်မယ် level လေးတွေရောက်မယ် time လေးတွေပေါ့နော်ဗီဒီယို ever ကြည့်ရမယ်ပေါ့နော်ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြိုက်တယ်ဆိုရင် like and subscribe လေးနဲ့ဘေးနားအကောင့်လုံးလေးကိုနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel မှာ ဒီအကြောင်းတွေရဲ့ online ငွေရှာနည်းတွေရဲ့ဒီတင်သွားပြီးမှဖြစ်တဲ့အတွက် like and subscribe လေးနဲ့ဘေးနားအကောင့်လုံးလေးကိုနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ